မင်္ဂလာပါတကယ်ကြီးတို့ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့မြန်မာလူမျိုးတွေရက်နှစ်တက်ကြတဲ့ဒေသဖြစ်တဲ့မြန်မာခေါ်ကလောပီနန်ဦးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကလောပီနန်ဦးကိုပြုတ်စားကြော်စားမုံမောင်းလို့စားကြပေမဲ့သူစီမှာကျွန်တော်တို့မထက်မှတ်ထားတဲ့အန်ဩစရာကောင်းတဲ့ကျမ်းမာရေးအကျိုးကျေးဇူးတွေရှိနေတယ်လို့တေချာမချက်ပြုတ်တဲ့ရင်အသက်အန္တရာယ်ကိုပါပေးနိုင်တဲ့အစိတ်အတောက်တွေပါဝင်နေတဲ့ဆိုတာကိုသင်သိပါသလားဈေးပညာရှင်တွေနဲ့သူတေသနာတွေကပီလဲကူနန်ဦးနဲ့ပတ်သက်ပြီးဘလို့ထောက်ခံချက်တွေပေးထားတဲ့ဆိုတာကိုပါဒီဗီဒီယိုလေးမှာသိစေရှင်းပြပေးသွားမှာမို့အဆုံးထိကြည့်ရှုပေးခေါ်လိုက်ပါခင်ဗျာပထမဆုံးအနေနဲ့ကလောပီနန်ဦးရဲ့ကျန်းမာရေးအတွက်အမခန့်အကျိုးကျေးဇူးတွေကိုပြောပြချင်ပါတယ်ကလောပီနန်ဦးဟာကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ကစီးတဲ့ကြိုဝတ်စွာပါဝင်လို့ခန္ဓာကိုယ်ရဲ့အုံနောက်အတွက်စွမ်းအင်ကိုအများဆုံးဖြည့်တင်းပေးနိုင်ပါတယ်ပေမန်နွမ်းနယ်ကြီးမှာစားပြီးရင်အားရင်ပြန်လဲပြီးတိုးလာစေပါတယ်ဒါပြင်သူမှာပါဝင်တဲ့ဗီတာမင် C အများပြားပါဝင်လို့ကိုယ်ခံစွမ်းအားကိုမြင့်တင်ပြီးဖျားနာခြင်းတွေကိုကာကွယ်ပေးသလိုကောလာဂျင်ထုတ်လုပ်မှုကိုလည်းအားပေးလို့အရေးပြကျန်းမာရေးကိုပါကောင်းမှုဆိုပါတယ်အထူးခြားဆုံးတဲ့သူတေသနာတွေကပါအခိုင်အမာထောက်ခံထားတဲ့အချက်ကတော့အစာအိမ်နဲ့ဦးလန်းချောင်းအတွက်ပါကလောပီနန်ဦးမှာ resistance တက်လို့ခေါ်တဲ့အထူးအမြင့်တက်တစ်မျိုးပါဝင်ပါတယ်ဒီအမြင့်တက်ဟာအစာအိမ်မှာချက်ချင်းမကြေဖြတ်ပဲဥမာကြီးအထိရောက်တော့ကဦးလန်းချောင်းကအကျိုးပြုဘက်တရီယာ probiotic တွေကိုအားဖြည့်ပေးပါတယ်ဒါကြောင့်အစာချေဖြတ်မှုကိုကောင်းမွန်စေရုံသာမကပဲဦးလန်းချောင်းရောင်ရဲမှုတွေကိုပါတိတိတသားရောကြစေနိုင်ပါတယ်အဆိုင်အချင်းပေါက်တာရင်ကောင်းပူပြီး acid တက်ဆန်တက်တာဖြစ်တဲ့သူတွေအတွက်ကလောပီနန်ပြုတ်ဟာစစ်တစ်ခွက်လိုပါပဲသူ့ရဲ့အပူဆက်မပါတဲ့ဂစီဓာတ်ကပိုချန်နေတဲ့အဆိုင်အတွင်းက acid တက်တွေကိုစုပ်ယူပြီးလို့အဆိုင်နိုင်ရန်ကိုအေးချမ်းတက်တာစေပါတယ်ဒါအပြင်ကလောပီနန်ဦးမှာဂျုံတွေမှာပါတတ်တဲ့ဂလူတန်ဓာတ်လုံးဝမပါဝင်ပါဘူးဒါကြောင့်ဂလူတန်ဓာတ်နဲ့ဓာတ်မတည့်တဲ့ယောဂါရှိသူတွေအတွက်အကောင်းဆုံးစားထိုးစားစာတစ်ခုဖြစ်ပါတယ်ဒီလောက်ကောင်းကျိုးတွေများတဲ့ကလောပီနန်ဦးမှာကြောက်စရာကောင်းတဲ့ဆိုးကျိုးတစ်ခုလည်းရှိနေပါသေးတယ်။အဲ့ဒါကတော့အစိမ်းစားရင်အစိတ်ဖြစ်စေနိုင်တာပါပဲ။ကလောပီနန်ဦးအစိမ်းမှာဆန်ယာနိုက်လို့ခေါ်တဲ့အသက်အန္တရာယ်ပေးနိုင်တဲ့အစိတ်ဓာတ်ပေါင်းတွေပါဝင်ပါတယ်။ဒါကြောင့်လုံးဝအစိမ်းမစားဖို့အထူးသတိပေးချင်ပါတယ်။အခွန်ကိုတေချာစွာခွာရေစင်အောင်ဆေးပြီးတေချာကြက်အောင်ပြုတ်ထားပေါင်းညင်းဒါမှမဟုတ်ကြော်ချင်းပြုတ်လုပ်ပြီးမှသာစားသုံးသင့်ပါတယ်။ဓာတ်မတည့်မှုနဲ့ပတ်သက်လာရင်လည်းသူတေသနာအသစ်တွေရရှားပါပေမဲ့Lattice flow syndrome လို့ခေါ်တဲ့သဘာဝရာဘာဈေးနဲ့တည်တည်ဓာတ်မတည့်မှုရှိသူတွေအနေနဲ့ကလောပီနန်ဦးကိုစားရင်အနေငယ်ဓာတ်မတည့်တာမျိုးဖြစ်တဲ့ဒါကိုလည်းသတိပြုသင့်ပါတယ်။ဒါပြင်သူ့မှာပရိုတင်းပါဝင်မှုရန်နေပါတဲ့အတွက်ကလောပီနန်ဦးကြီးပဲအမြဲစားနေလို့တော့မရပါဘူး။အသားငါးဥပဲအမျိုးစတဲ့အာဟာရတွေနဲ့မျှတအောင်တွဲဖက်စားသုံးပေးရပါ။ကဲအခုဆိုရင်ကလောပီနန်ဦးရဲ့ကောင်းကျိုးဆိုးကျိုးသိပ္ပံနည်းကျတွေးရှိချက်တွေကိုပြည့်စုံသိသွားလောက်ပြီလို့ထင်ပါတယ်။အစာရင်သမားတို့နဲ့ကျမကြီးလိုက်စားသူတွေအတွက်အကောင်းဆုံးဖြစ်အောင်စီများများနဲ့ကြော်စားတာထက်ပြုတ်စားပေါင်းစားတာမျိုးကိုပိုပြီးအကြံပြုချင်ပါတယ်ဒီဗီဒီယိုလေးကနေဘုသူတတခုခုရသွားမယ်ဆိုရင် like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာတကယ်ချင်းတို့အနေနဲ့ရောကလောပီနန်ဦးကိုဘယ်လိုပုံစံမျိုးချက်စားရတာကြိုက်ဆုံးလဲဘုံလုံးစားရတာကြိုက်လားပြုတ်စားရတာကြိုက်လားဆိုတာကို comment မှာရေးပေးကြရပါဦးခင်ဗျာနောက်ထပ်လည်းကျမရဲ့ဘုသူတတွေနဲ့အစားအစာတွေအကြောင်းကိုအမြဲတင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ Twitter Trailer Channel လေးကို subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်အားလုံးမကြမ်းမပြောရှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါခင်ဗျာ